ခဏလေး wait ကိုလူတို့တာမန်တွေးခေါ်ရတာမျိုးမဟုတ်ပဲလူအုပ်စုကြီးတစုကဖြစ်ပျက်တွေကိုကိုရီမသိအောင်ဖုံးခွဲထားရလိုမျိုးတွေးမိကြည့်ကြဘူးလားဥပမာလူပြောများတဲ့ကဘာကပြရဲဆိုတဲ့ theory လိုမျိုးပေါ့လူ16%လောက်ကဒီ theory ကိုယုံကြည်နေကြတော့ဆိုတော့စိတ်ဝင်စားစရာပါပဲနော် NASA နဲ့အစိုးရတွေကဒီမှန်တရားကိုဖုံးကွယ်ထားရလို့အချို့ကယူဆကြတယ်။ဒါပေမဲ့သိပ္ပံနည်းကျသက်သေတွေနဲ့ကြည့်မယ်ဆိုရင်ကဘာကလုံဝိုင်းနေရာကိုအတည်ပြုနိုင်ပါတယ်။ဒါဆိုဘာကြောင့်လူတွေကဒီလိုယုံကြည်နေကြရလဲ။ကိုလူရောဘယ်လိုထင်လဲ။ဒီတစ်ပတ်လေကိုလူတို့အတွက်အမီယာရဲ့ podcast အစီအစဉ်ကနေစိတ်ဝင်စားစရာလေးတစ်ခုကိုပြောပြမယ်နော်။ဒီလိုဖက်ရလို့အတိအကျမရှိပဲပါဝါရှိရဲ့လူအုပ်စုတွေစီကနေအရှုခံထားရတယ်လို့တွေးမိပြီးထုတ်ထားတဲ့ theories တွေမျိုးကို conspiracy theories လို့ခေါ်ပါတယ်။ဆိုတော့ဘလို့ conspiracy theories တွေကလူကြိုက်များပြီးအပြောများတဲ့ theories တွေဖြစ်မလဲဆိုတာကိုကြည့်ကြရအောင်။ဒီလိုလှုပ်ဝက်ချက်တွေကကမ္ဘာတဝန်းမှာလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တာပေါ့နော်။ဒီ theory တွေကစိတ်ဝင်စားဖွယ်ကောင်းသလိုတစ်ခါတလေကြတော့လည်းစိုးရိမ်စရာကောင်းနေလေ။ Number 1 COVID-19 ကာလဆိုင်ရာ theory များပထမဆုံးအနေနဲ့ကမ္ဘာတစ်ခွင်ပြည့်ပြည့်စင်အောင်ဒုက္ခပေးသွားခဲ့တဲ့ COVID-19 virus နဲ့ပတ်သက်တဲ့လှုပ်ဝက် theory တွေတချို့ကဒီ virus ကို Wuhan Institute of Virology တခွဲခန့်မှာဖန်တီးခဲ့တဲ့ 5G radio လိုင်းတွေကြောင့် virus ကိုပြန့်နှံ့စေရလို့ theory တွေထုတ်ကြတယ်။အဲ့ဒါအပြင် Bill Gates ကလူတွေကိုထိန်းချုပ်ဖို့ကာကွယ်ဆေးရဲမှာ microchips ထည့်ထားရဲဆိုပြီးတော့ theory တွေထွက်ခဲ့ပါတယ်။ဒါပေမဲ့ဒီအချက်တွေကိုသိပ္ပံနည်းကျအစစ်စစ်ကြည့်တဲ့အခါမှာဘာမှမတွေ့ရပါဘူး။ဒါဆိုဘာကြောင့်လူတွေကဒီလိုယုံကြည်နေကြရလဲ။ခုလူရောဒီအကြောင်းဘယ်လိုခံစားမိလဲ။ Number 2နည်းပညာဆိုင်ရာလှုပ်ဝက်ချက်တွေ AI, quantum computer, metaverse ဆိုတဲ့အနာဂတ်နည်းပညာရေးခြားထဲမှာလူသားတွေအတွက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ beliefs တွေရှိလာပါတယ်။ဥပမာအနေနဲ့ Neuralinkဆိုတာ AI နဲ့အုံနောက်ကိုဓာတ်ရိုက်ချိတ်ဆက်ဖို့ရည်ရွယ်ပြီးစတင်ခဲ့တဲ့ Elon Musk ရဲ့ project တစ်ခုပါ။ဒီ project နဲ့အတူအုံနောက်ထဲကို AI ထည့်ရင်လူသားတွေထိန်းချုပ်ခံရမယ်။အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့အသံတွေလည်းထွက်ပေါ်လာပါတယ်။နောက်တစ်ခုကတော့ quantum computer ယင်းကွန်ပျူတာထက်အရန်ကိုမြန်ပါတယ်။ဒါပေမဲ့တချို့ကတော့အဲ့ဒီ quantum computer အားသာချက်ကိုမကောင်းတဲ့ဖွဲ့တွေကအသုံးပြုပြီးလူခွင့်ရေးကိုချိုးဖောက်နိုင်တယ်လို့စိုးရိမ်နေကြတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။နောက်ဆုံးတစ်ခုကတော့ metaverse လူမှုရေးအင်ဂျင်နီယာဒီ theory ကတော့လူသားတွေကိုပုံမှန်ဘဝကနေ digital ကမ္ဘာမှာအကျဉ်းချထားဖို့စီစဉ်နေရဆိုတဲ့ theory တစ်ခုပဲဖြစ်ပါတယ်။ Number 3မြန်မာနိုင်ငံနဲ့ပတ်သက်သောလှုပ်ဝက် theory များ theories တွေကတော့စိတ်ဝင်စားစရာပဲ။ဒါဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုလှုပ်ဝက် theory တွေရှိနေအောင်လဲထပ်သွားကြည့်ကြရအောင်။ Number 1ပထမတစ်ခုကတော့ရန်ကုန်မှာရှိတဲ့ရွှေတကုံစီရီတို့အောက်မှာရှီဟောင်းဘီရင်ရဲ့ရတနာတိုက်နဲ့လှုပ်ဝက်လိုင်ခေါင်းတွေရှိရဲဆိုတဲ့အဆိုပါတချို့ကြပြန်တော့အဲ့ဒီနေရာကလေးလိုင်းဆိုတဲ့ကမ္ဘာစွမ်းရည်စီကြောင်းတစ်ခုပေါ်မှာတရှိရဲလို့လဲဆိုကြပါတယ်။ Number 2ဘူကျောင်းအောင်ဆန်းလုတ်ကြံခံရမှုနောက်ပြီးဘူကျောင်းအောင်ဆန်းလုတ်ကြံခံရမှုကနိုင်ငံတကာရဲ့နိုင်ငံရေးကြံစည်တစ်ခုဖြစ်တယ်ဆိုတဲ့ theory တွေထွက်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လန်းစဉ်ကိုတမင်ဖြတ်စည်းဖို့လုပ်ခဲ့တဲ့ရည်ရွယ်ချက်လို့ပြောကြပါတယ်။ Number 3အနောက်နိုင်ငံများ၏ဝင်ရောက်စွက်ဖက်မှုနောက်အမေရိကန်နဲ့အနောက်နိုင်ငံတွေကမြန်မာနိုင်ငံရေးကိုလှုပ်ဝက်ထိန်းချုပ်နေရဆိုတဲ့ theories တွေလည်းထွက်ခဲ့ပါတယ်။ဒါတွေကသမိုင်းမှာဖုံးကွယ်ထားတဲ့အဖြစ်အပျက်တွေလားဒါမှမဟုတ်တက်တည်ထောက်ထားမပြည့်စုံတဲ့လူတွေရဲ့စိတ်ကူးယဉ်မှုတွေပဲလားကိုလူရောဘယ်လိုထင်လဲလူတွေကရောဘာလို့ဒီလို theories တွေကိုယုံကြည်ကြသလဲအဓိကကတော့ government အပေါ်မယုံကြည်တော့တာတွေသတင်းချက်လက်တွေကိုအမှန်ထင်ခဲ့ပြီးအလွဲသုံးစားခံရတာမျိုးတွေsocial media တွေကနေမျှဝေမှုတွေကြောင့်ဒီလို theories တွေထွက်ပေါ်လာပြီးယုံကြည်ကြတာမျိုးတွေရှိလာတယ်လို့လည်းမြင်မိပါတယ်။ဆိုတော့လှုပ်ဝက် theory တွေကစိတ်ဝင်စားစရာကောင်းပေမဲ့အားလုံးကိုမယုံကြည်ခင်စစ်ဆေးကြည့်ပါလို့အကြံပေးချင်ပါတယ်နော်။တချို့ theory တွေကတော့သိပ္ပံနည်းကျသက်သေတွေနဲ့မကိုက်ညီတာတွေတရားဝင်မှန်တမ်းနေနဲ့ဆန့်ကျင်နေတာတွေလည်းရှိတတ်တာမလို့သိပ္ပံနည်းကျချက်လက်တွေကိုဦးစားပေးစေချင်ပါတယ်။လူမှုကွန်ရက်ပေါ်ကသတင်းတွေကိုတော့အတိမပြုခင်တခြားတရားဝင်အင်တာနက်စာမျက်နှာတွေနဲ့ကိုက်ညီမလားဆိုတာလည်းစမ်းကြည့်ဖို့လိုပါတယ်နော်။ကဲဆိုတော့ကိုလူရောဘယ်လိုထင်လဲ။ဒီ theory တွေကဘယ်အရာကိုဖြစ်နိုင်မယ်လို့ထင်မိလဲ။အောက်က comment မှာလွတ်လပ်ပဲရေးခဲ့လို့ရရင်နော်။အခုတော့ဒီလောက်ထိပါပဲကိုလူတို့နောက်တစ်ပတ်မှာလည်းကိုလူတို့အတွက်ထူးခြားဆန်းမြန်ကောင်းစားစေမယ့်အကြောင်းအရာတွေနဲ့ပြန်လာခဲ့မယ်နော်။